ပရိသတ်များရှင်ဒီနေ့နဲ့ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာနိုင်မင်းရှာမညရေးသားထားတဲ့အတိတ်ရဲ့အရေးဆိုတဲ့ဇာတ်လမ်းလေးကိုအစားဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးနားမစင်ခင်မှာတော့ channel လေးကို like and subscribe နှိပ်ပြီးတော့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုပါရနော်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ညာလေးအောင်ဆိုတဲ့အကောင့်မလေးဟာရန်ကုန်မြို့ထဲမှာနေထိုင်နေကုမ္ပဏီတစ်ခုမှာသူ့ရဲ့စရင်းကအလုပ်ကြောင့်စိတ်ဖိစီးမှုတွေနဲ့ပြည့်နှံ့နေရဲ့နေစဉ်အချိန်ပိုဆင်းရတာတတိယဖိအားပေးမှုတွေစရင်းအမားတွေပြန်စေးရတာတွေကသူ့ရဲ့စိတ်ကုံအားတွေကိုကုန်ခန်းစေခဲ့တယ်။တခါတလေညပဲအိတ်မပြောပဲအလုပ်စင်စားရင်မျက်ရည်ကျရတဲ့အထိဖြစ်လာခဲ့တယ်။ဒီလိုနဲ့တရက်သူနဲ့သူ့တငယ်ချင်းမိုးတို့ရွေးကကော်ဖီဆိုင်လေးတစ်ခုမှာတွေ့ဆုံရင်လည်းစကားစမြည်ပြောပြကြတယ်။မိုးကမိဘတွေရဲ့အထည်ဆိုင်ကိုဦးစီးနေသူဖြစ်ပြီးအလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လုပ်တတ်သူပါ။ညာလေးအောင်မင်းဒီတစ်ပတ်ဘာလို့မျက်နှာညှိုးနေရလဲ။အလုပ်မှာဘာဖြစ်နေလို့လဲ။အဲ့လိုမိုးကစိုးရိမ်တဲ့အတန်နဲ့မေးရဲ့။မိုးငါအလုပ်မှာတကယ်မခံနိုင်တော့ဘူး။နေတိုင်းအချိန်ပိုဆင်းရတာတထေးကစင်းတွေအမားရှာပြီးပြင်ခိုင်းတာဖောက်တယ်တွေကလည်းဖိအားပေးရတခါတလေအိတ်မပြောပဲငိုမိတာတောင်ရှိရဲ့အဲ့လိုညာလင်းယုံကမျက်ရည်ဝဲရင်ပြောတယ်မိုးကသူ့ဘဝကိုအေးအေးဆေးဆေးဦးစီးနေသူသူမိဘတွေအသက်ကြီးလာလို့အထေဆိုင်ကိုသူ့လက်ထဲထည့်ပေးကြဖြစ်ပြီးတော့ဖောက်တယ်တွေနဲ့စကားပြောရတာဆိုင်ကိုစီမံရတာကိုသဘောကျသူညာလင်းယုံနေဒီလိုစိတ်ပြေစင်းနေတာစိတ်မကောင်းတငယ်ချင်းဟာငါတို့စိတ်ပြေလက်ပြောက်ခရီးထွက်ကြမလားငါတို့အဖွားရဲ့မွေးရမြေမွန်ပြည်နယ်ဘက်ကရွာလေးကိုခရီးထွက်ကြည့်ရအောင်လေအဲ့ဒီမှာမွန်ကရင်ဗမာလူမျိုးတွေစုပေါင်းနေကြတာလေကောင်းလေတန်းရွှင်နဲ့စိတ်သက်သာရမယ်စိတ်ပန်းဖြေလို့ရပါပေါ့အဲ့လိုမိုးကအကြံပေးရဲ့ညာလင်းယုံကခဏစဉ်းစားပြီးတော့ကျေးဇူးပါမိုးရဲ့ဒီနေ့တို့ခရီးထွက်ဖို့ဆုံးဖြတ်လိုက်ပြီအဲ့လိုနဲ့ဒီလကောင်သွားကြတာပေါ့ဒီလိုနဲ့သူတို့နှစ်ယောက်ရန်ကုန်ကနေမွန်ပြည်နယ်လမိုင်းမြို့နယ်ကိုကားနဲ့ထွက်လာခဲ့တယ်။လမ်းခရီးမှာပဲခူး၊ကြိုက်တူ၊တက်ထုံ၊မော်လမြိုင်တံပြူစီရက်တွေကိုဖျက်ပြီးရာဘာချန်ကြီးတွေတောင်တွေစပားခင်းတွေကိုကျင့်နေရွာလေးစီကိုရှောက်လာခဲ့တယ်။မို့ဒီလမ်းခရီးကတော်တော်လှတယ်။ရာဘာချန်တွေနဲ့တောင်တွေကမျက်စိပတာတာဖြစ်တာပဲ။အဲ့လိုမြလင်းယုံကပြောတယ်။ဟုတ်တယ်။ငါအဖွားစီကဒီဝါအကြောင်းအများကြီးကြောက်ဘူးတယ်။ဒီမှာအေးအေးဆေးဆေးအနိုင်လိုရှာတယ်။တဲဖို့ကိုလည်းငါကြိုပြီးတော့ဖုံးဆက်ငါထားပြီးပြီအဲ့လိုမိုးကပြန်ပြေးရဲ့ရွာထဲမှာသူတို့တဲဖို့အိမ်ငါးလေးဟာတစ်သားနဲ့စောက်ထားပြီးရိုးရှင်းနဲ့ကျေးလက်အငွေသက်ကိုပေးဆွဲနေရဲ့ညနေစာဆိုင်ကျေးရွာသားတယောက်ကဒီဒေသရဲ့ဓမင်းနဲ့ငါးကင်ဟင်းကြိုလေးတွေအရသာရှိမယ်လို့မျှော်လင့်ပါတယ်အဲ့လိုပြောတယ်ညာလင်းယုံကဒီလိုရိုးရှင်းပြီးတော့စစ်မှန်တဲ့အရသာကိုရန်ကုန်မှာမစားတာကြပြီအဲ့လိုပြောပြီးတော့ပြောလိုက်တယ်ညဘက်ရောက်တော့ပရင်းပေါက်ကနေလားပြေဝန်ကြီးကိုကြည့်ရင်သူတို့အေးချမ်းနေကျေးလက်ညမှာပဲခရီးပန်းလာတဲ့အရှင်ကြောင့်ရောနှိမ့်ချိုက်စွာအိပ်ပျော်သွားကြတယ်။မနေ့စောမနေ့စာစားပြီးသူတို့ရွာတွေကတောတောင်တဘာဝတွေကိုလှည့်ပတ်ကြည့်ဖို့ထွက်လာတယ်။တောင်စွန်းကစီးဆင်းလာတဲ့စမ်းရည်ချောင်းလေးကိုလက်နဲ့ထိကြည့်ရင်ညာလင်းယုံကဒီရွာလေးကတောင်လေးဝိုင်းထားတာလှလိုက်တာအဲ့လိုပြောတယ်။မိုးကငါတို့အဖေပြောဖို့တယ်ဒီစမ်းရည်တွေကတစ်နှစ်ပတ်လုံးစီးဆင်းနေရတဲ့အဲ့လိုပြန်ပြေးတယ်လမ်းလျှောက်ရင်းနဲ့ရွာရဲ့မြောက်ဘက်စွန်းမှာရာဘာချန်ကြီးတစ်ခုတွေကအိမ်လေးကိုတတိထားမိရဲ့အဝေးကကြည့်ရင်တော့တသားအိမ်ကြီးကရိုးရှင်းပြီးနေချင်းစာပုံပေါက်နေပေမဲ့အိမ်ကြီးဘေးမှာတန်းစီပြီးပေါက်နေရဲ့တက်တန်းရင်ရဲ့ရာဘာပင်ကြီးတွေပတ်လည်မှာပန်းရိုင်းတွေညရိုင်းပေါက်နေရကလူမနေတာကြာပြီးဆိုပြီးတော့ညွန်ပြနေရဲ့ဒိန်လေးကလှတယ်ဒါပေမဲ့ဆွန့်ပစ်ထားတယ်လို့ခံစားရတယ်အဲ့လိုမြလင်းယုံကပြောတယ်မိုးကလေဘယ်သူမှမနေတော့လို့ဖြစ်မယ်လို့ထပ်ပြောတယ်သူတို့အိမ်ကြောင်းသိချင်လို့ရွာသားတယောက်ကိုမေးကြည့်တော့အဲ့ဒီအိမ်ကတရေအရန်၆တိန်ညဘက်ဆိုငိုတန်တွေအိမ်ရှိတဲ့ခြံပတ်လေတဝိုက်ညဘက်ဆိုရာဘာချစ်သမားတွေခဏခဏအချောက်ခင်ရတယ်အိမ်ထဲကစူညံတန်တွေလှုပ်တန်တွေကြားရတယ်လို့ဖြေတယ်ညလင်းယုံကစူးစမ်းခြင်းစိတ်နဲ့မို့ငါတို့သွားကြည့်ကြမလားအဲ့လိုမေးရဲ့မိုးကငါနည်းနည်းကြောက်တယ်ဒါပေမဲ့နည်းနည်းဆိုသွားကြည့်လို့ရမယ်အဲ့လိုသဘောတူတယ်ညနေခင်းမှာသူတို့အိမ်ထဲဝင်ကြည့်တယ်ဖုန်းနေရဲ့ပရိဘောကဟောင်းနေနိုင်ရန်ဘောကဓာတ်ပုံတွေကအတိတ်ကိုပြသနေတယ်လို့ခံစားရတယ်ရုတ်တရက်လေတိုက်လိုက်တာနဲ့တကားကသူ့အလိုလိုပိတ်သွားပြီးတော့မိုးဟာမေ
ဘာဖြစ်တာလဲအဲ့လိုထိတ်လန့်អော်တယ်ညာလင်းရုံကမို့ဟိုမှာကြည့်တယ်အရေးတစ်ခုလှုပ်နေတယ်လို့ပဲအညိုထိုးပြတယ်ဒီအခါငိုတန်တစ်ခုထွက်လာပြီးပုတ်တိုးတဲ့အနက်တစ်ခုပါလာတယ်မိုးကငါကြောက်လာပြီလို့တုံရင်ပြောပေမဲ့ညာလင်းရုံကမို့ညင်အောင်နေဟာတန်းနဲ့နားထောင်ကြည့်အောင်အဲ့လိုအေးအေးဆေးဆေးပြောတယ်ရုတ်တရက်တစ်သားခုံတစ်လုံးသူ့အလိုလိုလှုပ်လာပြီးကျမ်းမြင့်ပေါ်မှာချစ်တန်ထွက်လာတယ်မိုးကငါမနေနိုင်တော့ဘူးထွက်သွားရအောင်လို့အော်ပြီးမဲ့ညာလင်းရုံကမို့စိတ်ထိတ်အောင်ငါဘာဖြစ်နေတယ်သိကျင်တယ်လို့ပြောရင်းနဲ့ဆက်ကြည့်တယ်ဒီအခါဖြူဖြူအရေးတံသူတို့ရှိမှပေါ်လာပြီးတော့ကွဲရှာရှာအတန်ကြီးနဲ့ငါ့ကိုကိုညီပေးပါညာလင်းရုံကမို့သူငါတို့ကိုဘာမှမလုပ်ဘူးတင်နေဘာပြောမလဲနားထောင်ကြည့်ရအောင်အဲ့လိုပြောပေမဲ့မို့ကငါကြောက်လို့ဘာမှမကြားချင်တော့လို့တုံရင်ပြောတယ်ငါနာမည်ကမြင့်အောင်ပါဒီအိမ်မှာနှစ်ပေါင်းများစွာမကြက်မလွတ်ပဲနေခဲ့တယ်ငါမှလွန်ခဲ့တဲ့နှစ်30လောက်ကချစ်ရသူတယောက်ရှိခဲ့ဘူးတယ်သူ့နာမည်ကနှင်းရဲ့မိသားစုကငါလိုချမ်းလို့တမတယောက်နဲ့သဘောမတူဘူးသူတို့အမျိုးတွေရှိရဲ့ထိုင်းကိုမိသားစုလိုက်အပြီးပြောင်းသွားကြတယ်မသွားခင်မှာနှင်းကသူပြန်လာခဲ့မယ်စောင့်နေပါဆိုပြီးမှားသွားခဲ့တယ်ငါလည်းအလုပ်ကြိုးစားပြီးဒီအိမ်နဲ့ခြံဝဲတယ်ပြီးတော့နေတိုင်းသူလာကိုစောင့်နေခဲ့တာပြန်မလာတဲ့သူကိုမျှော်ရင်းငါစိတ်ထိခိုက်ပြီးတော့ဒီအိမ်မှာအထီးကျန်စွာတည်ဆုံးခဲ့တယ်ငါတရေဘွားနဲ့ဒီမှာပဲသူလာကိုနေတိုင်းစောင့်ပြီးသူ့ကိုပြန်တွေ့ဖို့မျှော်လင့်နေခဲ့တာဆိုပြီးတော့မြင့်အောင်ကပြောပြတယ်ညာလင်းရုံကဒါပေမဲ့ဘာလို့ကျမတို့ကိုမှရွှေ့ပြီးတော့အကူကြီးတောင်းတာလဲအဲ့လိုမိတော့မြင့်အောင်ကမင်းတို့ကတခြားလူနဲ့မတူဘူးဒီအိမ်ကိုလာတဲ့လူတွေအများကြီးကြောက်ပြီးပြေးသွားကြတယ်နောက်ပြီးတော့ငါကျွတ်ဖို့အချိန်မတန်လို့လားမသိဘူးငါအခုလိုတခြားလူကိုပြောပြလို့မရဘူးအခုငါ့ကိုကိုညီပါငါကျွတ်လို့ချင်ပြီပြီးတော့ငါချစ်သူကိုလည်းရှာပေးပါနောက်ဆုံးတစ်ခေါက်တော့တွေ့ရရင်ကျေနပ်ပါပြီညာလင်းရုံကမင်းရဲ့ဇလံကတနာကြပဲငါတို့သူ့ကိုညီရမယ်အဲ့လိုဆုံးဖြတ်ပြီးမိုးကတော့ငါကြောက်တယ်ဒါပေမဲ့တနာလဲတနာတယ်ဘာဖြစ်ဖြစ်နည်းနည်းတူကိုညီမယ်အဲ့လိုအားတင်ပြီးတော့သဘောတူတယ်သူတို့ဘိုးမြင့်အောင်ရဲ့ချစ်သူကိုရှာဖို့ရွာတွေကအသက်ကြီးရဲ့ရွှေမီနာမီရွာသားအဖို့တယောက်ကိုမေးကြည့်ရဲ့မြင့်အောင်လားမှတ်မိရပေါ့သူ့ရဲ့ချစ်သူဆိုတာနှင်းပဲအရင်တော့ကသူတို့အချစ်ဇလံကဒီနေ့မှနာမည်ကြီးပဲနှင်းကတော့အခုဒီကျွေးရမှာရှိနေတယ်ထိုင်းကပြန်လာတာမကြသေးဘူးမြင့်အောင်တည်သွားတာကိုမသိသေးဘူးထင်တယ်အဲ့လိုရွာသားအဖို့ကပြောပြတယ်သူတို့အဖွားနှင်းကိုရှာဖွေပြီးအဖွားဘိုးမြင့်အောင်ကိုသိပါသလားသိရပါငါမြေရဲ့သူ့ဘမလဲမျက်ရည်ကမျက်ရည်တချို့စီးကြရင်တုံရင်နဲ့လေတံနဲ့မိတယ်ညာလင်းရုံကအဖွားစိတ်ရထားပါဘိုးမြင့်အောင်ကတည်သွားပြီတည့်ရဲ့အဖြစ်နဲ့သူ့ရဲ့အိမ်မှာအဖွားကိုမျှော်နေတာအဖွားကိုတွေးချင်နေရလို့ပြောတယ်အဖွားနဲ့ကမြင့်အောင်ကတည်သွားပြီလားငါမသိခဲ့ဘူးသူ့ကိုတွေးချင်နေခဲ့တာအဲ့လိုတုံရင်ပြောလေရဲ့ညာလင်းရုံနဲ့မိုးကလည်းအဖွားနင်းကိုခေါ်ကအဖွားနင်းနဲ့အိမ်မဲကြီးစီကိုလိုက်လာတယ်အိမ်ထဲမှာဖြူဖြူတန်တန်အရေးတစ်ခုဘိုးတဝါနဲ့ပေါ်လာပြီးတော့နှင်းမင်းလားမင်းကိုနှစ်ပေါင်းများစွာစောင့်နေကြတာအဲ့လိုမြင့်အောင်ကပြောတယ်ကိုမြင့်ကျမကိုမြင့်ကိုထားခဲ့မြခွင့်လွတ်ပါအဲ့လိုပြောရင်နဲ့နှင်းအောင်မြေကြီးကြိုင်ပြောတယ်ကျမကိုမြင့်ကိုပြစ်ထားခဲ့တာမဟုတ်ပါဘူးထိုင်းနယ်ဇက်ကနေပွဲစားတွေကတရုံမရလို့ဖို့ရောင်းစားခံလိုက်ရတယ်အဲ့လိုငိုယိုရင်းနဲ့ပြောပြတယ်ကလေးတယောက်ရပြီထိုင်းရအနှိတ်ခံမှာရောင်းစားခဲ့တယ်ကျမရုံထွက်ခဲ့ပြီးကိုမြင့်စီပြန်လာဖို့မရဲတော့ဘူးနောက်ပြီးအဲ့ဒီကနေထိုင်းမှာအလုပ်လုပ်ခဲ့ရတယ်ကျမပြန်လာခြင်းခဲ့တယ်ဝမ်းထဲစွာနဲ့ရှိုက်ငုံနေရဲ့နှင်းမင်းကငါဘယ်တော့မှအပြစ်မတင်ခဲ့ပါဘူးမင်းကိုဒီမှာပြန်တွေ့ရတာငါအတွက်လုံလောက်ပြီအဲ့လိုကိုမြင့်ကပြောရင်းပြန်ဖြစ်တယ်ညာလင်းယုံကသူတို့နှစ်ယောက်ပြန်ဆုံတာဝမ်းသာကြပဲလို့မို့တူတူလေးပြောတယ်မြင့်ကနှင်းမင်းကိုပြန်တွေ့တာငါကျေနပ်ပါပြီအဲ့လိုပြောတယ်နှင်းကကိုမြင့်ကိုကျွတ်လို့အောင်ကောင်းမှုကုသိုလ်လုပ်ပေးမယ်လို့ကတိပေးပါတယ်ညာလင်းယုံကမို့ငါတို့လည်းကိုညီရမယ်တန်ဃာတော်တွေကိုပင့်ပြီးတရားနာပြီးအမျှပေးဝေမယ်လို့ပြောတယ်နောက်နေ့မနေ့မှာသူတို့ဖုန်ကြီးကျောင်းကိုသွားပြီးတော့ငင်းအောင်ဆိုတဲ့တရေတွေတရားနာပြီးအမျှပေးဝေခြင်းပါတယ်လို့ရှောက်ထားတဲ့ဖုန်ကြီးကဒီနေ့တရားနာပွဲလုပ်ပေးမယ်လို့သဘောတူတယ်နေ့လည်ခင်းမှာတန်ဃာတော်၅ပါးကိုအင်ကြီးကိုပင့်ပေးပြီးတရားနာပွဲပြုလုပ်တယ်ဖုန်ကြီးကတကားမြင့်အောင်ဤကောင်းမှုကြောင့်ကျွတ်လွန်ငြိမ်းချမ်းပါစေအဲ့လိုဆုတောင်းပြီးတော့အမျှဝေပေးရဲ့
အားလုံးကြားကြသမျှအမြယူတော်မူကြပါကုန်လောတာဒုအမြဝေပြီးအစုံမှာမြင့်အောင်ရဲ့အယောင်တက်လက်လက်တဒံဝိုးတပွားပေါ်လာပြီးသူတို့ 3 ယောက်ကိုလက်ပြနှုတ်ဆက်နေရဲ့အိမ်ထဲကဝမ်းနေမှုတွေလွှင့်စင်သွားပြီးအေးကျမှုသာကြံ့ရတဲ့ညာလင်းယုံနဲ့မိုးတို့လည်းရန်ကုန်ကိုပြန်လာခဲ့တယ်ညာလင်းယုံကဒီခီးကငါတို့ကိုပြောင်းလဲပေးခဲ့တယ်ငါအလုတ်ကနေနှုတ်ထွက်ပြီးတော့ဘဝကိုပြန်စင်းစားမယ်အဲ့လိုပြောတယ်မိုးကလည်းငါလည်းဘဝကိုအနှစ်သာရရှောင်နေထိုင်မယ်လို့ကတိပေးရဲ့အဖွားနှင်းကတော့ရွာဦးစစ်တီလေးမှာအမိုက်လေးတရားထိုင်နေပဲအချိန်တွေကုန်ဆုံးစေခဲ့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးဆရာနိုင်မင်းရှာမညရေးသားထားတဲ့အတိတ်ရဲ့အရေးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြပါပြီနားဆင်ပေးခဲ့တဲ့ပရိသတ်များကိုကျေးဇူးတင်ပါတယ်ရှင်